သီလားအဲ့ဒါသူတို့လေ FM နေမှာလေတရက်လေဟိုမြန်မာနိုင်ငံက FM နေလဲတော်တော်လေးဟိုဟာဖြစ်နေလန့်နေလောက်ပြီသီလားတရက်ထောက်လျှောက်တွေတောင်းတာလေကျွန်တော်လေးဟိုတောင်းမမာရဲမတောင်းကြပါနဲ့ဟိုတန်းနေမျက်စိရနောက်မှာဆိုလို့တော်တော်လေးချစ်ကြအဲ့အချစ်အဲ့အချစ်ကကျွန်တော်ဒါဟိုကျွန်တော် mini event ထဲမှာပါမယ်တခြင်းပေါ့နော်ဒီတခြင်းကကျွန်တော်ဒီ Valentine Day နေ့မှာပြည်သက်အတွက်လက်ဆောင်ဆိုပြီးတော့ထုတ်ပေးထားတာကျွန်တော်ရဲ့ mini event လေးကတော့နည်းနည်းကြာအောင်မယ်လာဖို့အတွက်ဒါတိုးပြီးထုတ်ထားပေးရတဲ့အတွက်အားလုံးလည်းရနေတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်ကြနေဆိုကြီးများနေလို့ပေါ့ကျွန်တော်ကြီးများနေတယ်တခြင်းရွေးရနည်းနည်းကြီးများပြီးတော့ urban ထွက်လာမယ့်ဥစ္စာတီတီဆာလေးတော့လုံးရမယ်လေဟုတ်တယ်ကိုအကောင်းဆုံးဖြစ်အောင်တီတီဆာလေးပြင်ဆင်နေဟုတ်တယ်ကိုပထမဦးဆုံး event လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပါပထမဦးဆုံး event ပြီးတော့ဟိုဒီ event ကဟိုကို live တိုင်းတစ်လျှောက်လုံးမှာကိုလုတ်ခဲ့တဲ့အမှုပညာဆိုပြီးတော့သွားမှာဆိုတော့ကြတော့ဒါဒီ mini event ကိုတော့အကောင်းဆုံးဖြစ်အောင်တော့လုပ်နေပါတယ်ကျွန်တော်ကမြန်မာလေးမမရဲ့ကိုရီးယားနဲ့တူနေလို့လားထိုင်းနဲ့တူနေလို့လားစတာပါမြန်မာသချင်းနေကြည့်ပါပဲခင်ဗျာရှိတာပေါ့မမရဲ့ဟိုကျွန်တော်ဆိုလို့ရှိရင်ဒါဥမာတချို့ပွဲဆိုတချင်းဆိုပေးဖို့ပြောရဲဆိုလို့ရှိရင်ဒါဒီအဆိုတော်တွေထဲကနေပြီးတော့တချင်းတွေကိုဒါ UB ဆိုရတယ်ပေါ့နော်အဲ့ချာဒါပရိသတ်ကဒါပောက်ပြီးသားတချင်းတွေဆိုတော့ရတယ်ကိုရဲ့တချင်းဖြစ်တဲ့တော့ခါကြတော့သူတို့ရင်ထဲကိုရောက်ဖို့ကြတော့အဓိကဟိုကောင်းကောင်းလေးဖြစ်မှလည်းရောက်မှာလीနော်မဟုတ်လို့ရှိရင်ဒါကိုကိုချစ်လို့ဒါအနားထောင်နေရတချင်းရမကောင်းဆိုလို့ရှိရင်လည်းတို့အတွက်လည်းမကောင်းအဲ့တော့ဟိုအဲ့လိုမျိုးကောင်းကောင်းလေးတွေပဲထုတ်ပေးခြင်းနဲ့တို့လည်းနားထောင်အောင်အဆင်ပြေအောင်လို့နည်းနည်းတော့ပြင်ပန်းတာပေါ့ဒါပေမဲ့တချင်းအခုညထွက်ပြီးနောက်ရက်ပွဲမှာပဲမော်တီဖိုင်တွေကတော့သူတို့ချင်းအောင်ရနေပြီကိုသီလားအဲ့ဒါသူတို့လေ FM နေမှာလေတရက်လေဟိုမြန်မာနိုင်ငံက FM နေလဲတော်တော်လေးဟိုဟာဖြစ်နေလန့်နေလောက်ပြီသီလားတရက်ထောက်လျှောက်တွေတောင်းတာလေကျွန်တော်လေးဟိုတောင်းမမာရဲမတောင်းကြပါနဲ့ဟိုတန်းနေမျက်စိရနောက်မှာဆိုလို့တော်တော်လေးချစ်ကြအတူတန်ကဘယ်လိုလဲဆိုတော့ဟောပေါ့ကျွန်တော်တို့ပုံမှန်အဆွေးတချင်းနေနဲ့ပို့လိုက်တဲ့အတန်မျိုးလေးဂယူနာတန်လေးပေါ့နော်တနာညံရနေတနာညံပါခင်ဗျာ rap လေးရတယ်ကျွန်တော်ဟုတ်လား all rounder ကျွန်တော်အဲ့တော့သူ့နောက်တစ်ခေါက်ကျရင်စုံခိုင်းရကိုကြီးနဲ့ကျွန်တော်နဲ့ Redable ဆိုမလားတက်ပြန်တက်ပြီခုပြန်တက်လိုက်မယ်လားကြားပြောနေဘာလဲဟိုရင်တော့ဘာလဲတချင်းလာပါလဲမြူမောင်ဝေကင်းဟုတ်တယ်အခုတော့မှအဲ့မြူမောင်ဝေကင်းလည်းအခုတက်တော့မှပြန်ပြီးတော့ဟိုအရန်ဟိုကနေကြရဲဆိုတော့လေကျန်ရည်လေးဆိုတော့လေအဲ့ဆိုတော့မိုင်းဆန်တို့ပွဲမှာတော့ version ပြောင်းပြီးတော့ဖြောပြမှာပေါ့နော်ဒီကမိုင်းဆန်ကဟိုမြူမောင်ဝေကင်းဆိုဖို့ရှိရဲဆိုတော့မိုင်းသားဆိုပေးမယ်လို့ဒါဆိုတတ်တယ်ပေါ့နော်အဲ့ဒါဆိုတတ်တယ်တော့မဟုတ်ဘူးပေါ့နော်ဒါဆိုဘူးတယ်ပေါ့ကျွန်တော်မတက်ပါဘူးခင်ဗျာကျွန်တော်စူးစမ်းသေးပါဆဲမဆိုဟုတ်တယ်နော်အရန်ပြောဖို့ကောင်းပါတယ်အဲ့ဒါတော့ကိုဖန်တီးရဲ့အနုပညာကျွန်တော်တို့အနုပညာသမားတွေမှာဆိုလို့ရှိရင်ကိုဖန်တီးတဲ့ဟာတကူပြိသက်ကြိုက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အဓိကဟိုပြိသက်လက်ခံဖို့အတွက် IPT လေးကတော့ဘာနဲ့မှလဲလို့မရပါဘူးလက်ဆောင်တွေအများကြီးပေးနေတာထက်ပို့ပြီးတော့တန်မိုးရှိရကိုနော်တူပဲလေအမှားရောပဲမဟုတ်ဘူးလားအမှားလည်းစားမရဘူးမလားတချင်းရအော်စာရရလားအဲ့ဆိုတော့အမားနဲ့ကျွန်တော်နဲ့တင်းမတူကိုကြီးစာရလားတော့စာမရဘူးတူပဲငယ်ငယ်ဆိုတချင်းနဲ့အတန်းထဲမှာအဆင့်ဘယ်လောက်လဲအဲ့လိုပြောတော့ကျွန်တော်ပြောရင်ကျွန်တော်နောက်ဆုံးပါကိုနောက်ဆုံး62ယောက်ရှိရင်ကျွန်တော်ကဟို58လောက်ရအတူတူလောက်ပဲဆိုတော့ရှင်းနေနေတော့ရောက်တယ်ရှင်းနေနေတော့ရောက်တယ်အဆုံးထိရမရောက်ရှိမှတော့မနေသေးဘူး